အားလုံးမင်္ဂလာပါရှင်ဟန်ဒီခုရောက်ရှိနေတာကတော့လမ်းမတော်မြို့နယ်ဘိုဂျိုလန်းနဲ့ဝါဒန်လန်းတောင်မှာဖွင့်လှစ်ထားတဲ့ The Kili Coffee Club ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်။နင်းတဲ့ရောက်သွားတယ်ပေါ့နော်။တနင်္ဂနွေရောက်သွားပြီးတော့pre wedding ရိုက်တဲ့ပုံစံမျိုးလေး feeling ကိုရရှိစေတယ်ပေါ့နော်။အဲ့လို pre wedding နဲ့ရိုက်လို့ရတယ်ပေါ့နော်။အဲ့လိုပုံစံလေး။နောက်ပြီးတော့တကားဖွင့်လိုက်တာနဲ့သူရဲ့ဘယ်ဘက်တောင်လေးမှာပေါ့နော်။ဘယ်ဘက်တောင်လေးမှာစိမ့်စိမ့်ဆူဆူမြက်ခင်းပုံမှာ The Kili Coffee Club ဆိုပြီးတော့ဆိုင်းမုတ်လေးကိုပေါ့နော်။lighting လေးနဲ့ထုံးပေးထားတော့အရန်ကိုဘယ်လိုစိတ်ထဲမှာ fresh ဖြစ်စေတယ်ပေါ့နော်တောင်လာရဲ့ရှေ့တဲ့မှာဆိုရင်အေးစိထိုင်လို့ရတဲ့ထိုင်ကုန်လေးတွေပေါ့နော်တွဲပေးထားတယ်နောက်ပြီးတကယ်လို့မိသားစုတွေနဲ့အေးအေးစစ်စစ်အပန်းဖြေခြင်းနဲ့ coffee ထိုင်တောက်ခြင်းနဲ့တငယ်ချင်းတွေနဲ့အေးစစ်စကားပြောခြင်းနဲ့ဆိုရင် VIP room ဆိုပြီးတော့တက်စီစဉ်ပေးထားတယ်ပါတီတွေ birthday party တွေဆိုရင်အယောက်20ကျော်ပေါ့နော်20ကျော်ကအများကြီးဆန်းတဲ့အခန်းတွေလည်းရှိတယ်လုပ်ငန်းရှင်တွေပေါ့နော်တချို့လုပ်ငန်းရှင်တွေကြတော့စာချုပ်ချုပ်ချင်တာတို့ဘာလို့အေးစစ်စစ်လေးဆွေးနွေးတိုင်ပင်ချင်တာဆိုရင် meeting room တွေတက်စီစဉ်ပေးထားတယ်ပေါ့နော်အဲ့တော့ပုံမှန် coffee shop တွေနဲ့မတူဘူးပေါ့နော်အဖက်ဖက်ကနေပြီးတော့family အတွက်ကောတငယ်ချင်းတွေရော dating အတွက်ကောနောက်ပြီးတော့လုပ်ငန်းရှင်တွေပါမကျန်အကုန်လုံးအဖက်ဖက်ကနေတောင်းဆောင်အောင်စီစဉ်ပေးထားတယ်ပေါ့နော်အဲ့ဒါတော့ဒီဆိုင်လေးကထူးခြားချက်ပေါ့နော်မင်းတို့လိုမျိုးဓာတ်ပုံဝါဒနာအိုးကြီးပေါ့နော်အဲ့တော့တငယ်ချင်းတွေနဲ့ဓာတ်ပုံရိုက်ချင်တယ်ဆိုရင်ဒီဆိုင်လေးရဲ့အပြင်စင်တိတ်တိတ်ဆိတ်ဆိတ်လည်းရှိတယ်ပတ်ဝန်းကျင်ကတိတ်တိတ်ဆိတ်ဆိတ်ရှိတယ်အတင်စင်ကလည်း pre-wedding ပုံစံမျိုးတွေလည်းရိုက်လို့ရတယ်အဲ့တော့အေးစိအနားယူရင် coffee ကောင်းကောင်းလေးကိုတောက်ချင်တယ်အစားတောက်ကောင်းကောင်းလေးကိုစားချင်တယ်ဆိုရင်တော့ The Kili Coffee Club ကိုလာခဲ့ဖို့အတွက်ဟန်နီကဖိတ်ခေါ်လိုက်ပါတယ်နော် The Kili Coffee Club